တပည့်တော်တို့လေရော့ကာဟင်းနေရွယ်ချက်ထားတာဗျာ ဘာလဲကွယ်ရော့ကာဟင်းဆိုတာ ။ဩဒီလိုပါဖေ။ဟိုအရှင်ဘုရားဖုံးပေးနေနဲ့လေရော့ကာရီလိုမျိုးစူညံပေါက်ကွဲပွင့်ထွက်သွားစေမဲ့ဟင်းနေပါဖေ။ဟင်းတစ်မျိုးကတော့ဟိုဆက်ပြဲလန်ငရုတ်သီးနိုင်ခြင်းနဲ့အာပြဲကြောက်ကြော်ပါဖေ။နောက်တစ်မျိုးကတော့ဟိုငရုတ်ကောင်းနိုင်ခြင်းပရဲကောနိုင်ခြင်းနဲ့အာဘူးရှာဘူးပါဖေ။နောက်တစ်မျိုးကတော့ရခိုင်ငရုတ်သီးတောင်းပါဖေ။ အဲ့တော့အသက်တွေများမှာတော့ဖုံးပေးနိုင်ပါအောင်မလားစိတ်ချင်းရတယ်ညီတို့ ဟဲ့ကပ္ပိယာကြီး ဟင်ဟာ အဲ့လိုမပြောရဘူးလေကွယ်ယဟန်တန်ဃာတွေဆိုတာတကာတကမတွေတရားကြည့်ပြီးလို့လောင်းတဲ့စွမ်းကိုမငင်းပယ်ကောင်းဘူးကွယ် မမမသိလို့ပါဖေ။ဟိုတပည့်တော်ကငရုတ်သီးကြိုက်တော့ဖုံဖုံထမင်းမယောင်လို့ပါဖေ။နောက်တစ်ခါကျရင်ဆင်ញမမယ်ဖေ။ အေးကွယ်ရပါတယ်ဟောတာတဲ့တလက်စာတဲ့တကာတကမတွေကိုဖုံဖုံဆုံးမအောင်မယ်ကွယ်အခုတော့တရွာတဲ့နေတည်တဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းနဲ့မတက်အရှေ့ပိုင်းနဲ့အနောက်ပိုင်းနဲ့မတက်